ကျွန်တော်တရက်လောက်လေးလာလိုက်ရင်သူတို့ဆိုတဲ့တခြင်းတွေအကုန်လုံးဒီပါကျွန်တော်ဘာသာပြန်လို့ရပါတယ်ဆိုပါအင်္ဂလိပ်တခြင်းဆိုတော့မေးလိုက်ရင် yes နဲ့ no နှစ်မျိုးတော့ရတယ်မလားနော်မဟုတ်ဆိုရင် no ဟုတ်တယ်ဆိုရင် yes ဒါလေးနှစ်ခုပဲနော်အဓိက no နဲ့ yes လေလေပတ်ပြောထိုင်ရင်တော်တော်ခီးရောက်တယ်နေဆောင်လေးပြောပြပါဦး From this moment on ပြန်ပြောနေဆောင်1နေ From this moment on process နေမန်နော် process နေမန်နော်နော်အားတခြင်းကောင်းစဉ်လေးပေါ့နော်နေဆောင်လေးอ่ะ Sounding got all of me Soninka or me Soninka or me ဆိုတဲ့ဒါတခြင်းလေးอ่ะခေါင်းစဉ်နဲ့တင်ပဲရင်ခုန်စိတ်လို့ရှားပါ යි နော် Soninka or me နော်ဒါပြောမှဆိုတော့ဟာတာတခြင်းလေးပေါ့ဗျာဒီတခြင်းကောင်းစဉ်ပြောတွေကလူတွေကြီးမောသွားတဲ့ဆိုတဲ့ဒါပြိုင်ပွဲဝင်တွေကတော့ဒီတခြင်းကောင်းအတိတ်ပဲသူတို့တိခံစားပြီးဆိုတာမတိအောင်ကဒီတခြင်းကောင်းစဉ်ပြောလိုက်အားလုံးကြီးမောသွားတယ်ဆိုတဲ့ကျွန်တော်သိပါတယ်ဒီတခြင်းဒီဟာတာဆန်ဆန်တခြင်းအရန်ကိုဟိုပါပေါ့ပျော်စရာကောင်းတဲ့အကြောင်းအရာကိုဆိုထားတယ်လို့ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တော်လရင်ဆိုတော့အချစ်တော်ကြီးကိုအစာနေက post တစ်ခုတင်ထားတာပေါ့နော်ဟုတ်လေအရင်နဲ့ဆက်ကတော့အတော်ကိုလက်ဖက်နေတာလို့ပဲပြောတော့မယ်တမဲကလေးတွေတော့အရန်အားနာဖို့ကောင်းပါတယ်စီစဉ်သူတို့ရဲ့ပေါက်တော့ပေါက်တယ်ကနိုင်ပေါက်ဒီ post ကိုကျွန်တော်မြင်တော့သူရဲ့အတိတ်ကိုကျွန်တော်မသိဘူးကျွန်တော် comment မှာကြည့်တော့ကျွန်တော် comment မှာကျွန်တော်ကြည့်တော့ဒါမြန်မာ star ရဲ့ပြန်ပွဲကိုပြောနေတာပဲအဲ့ဒါနဲ့ကျွန်တော်လည်းမြန်မာ star ပြန်ပွဲကိုကျွန်တော်ရှာကြည့်လိုက်တယ်ကျွန်တော်ကြည့်မိလိုက်တော့မှကျွန်တော်အဆုံးထိမကြည့်နိုင်တော့တော်လေးကိုစစ်ပြဖို့ကောင်းတယ်ဒီကောင်လေးဘယ်လောက်ထိတော့တင်းရှင်းရှာလဲဆိုတာကျွန်တော်တို့တူကြည့်ရအောင် အဲကြောင့်ဒီအစီအစဉ်မှာအင်္ဂလိပ်လိုသူတို့ကဆိုမယ်မတီအောင်ဟာကကျွန်တော်နားလေတဲ့လောက်ပြန်ပြီးတော့ရှင်းပြနားလေတဲ့လောက်ဆိုတော့အခုအပိုင်းပေါ့တကယ်လိုက်ကြရင်ဒီတက်ကျွန်တော်လေးလာအောင်ပါအင်္ဂလိပ်ဘာလို့ကျွန်တော်ကဂျားထဲမှာတရက်လေးလာခြင်းရတယ်ကျွန်တော်တရက်လောက်လေးလာလိုက်ရင်သူတို့ဆိုတဲ့တခြင်းတွေအကုန်လုံးဒီပါကျွန်တော်ဘာသာပြန်လို့ရပါတယ် ဟုတ်ပါပြီမတိအောင်ဟာရဲ့ရှားရှည်လိုက်တာကဲစပြီ ဂျာဆိုင်မိုင်ကလည်းဒီညမှာ international sound yes လို့ပြော Yes ဟုတ်ပြီနော် အင်္ဂလိပ်တချင်းဘာသာပြန်မဲ့ကောင်းဆိုတော့ဟုတ်ကဲ့ဒီပါလိမပြောခိုင်းအောင် yes and no ပဲ ဆိုပါအင်္ဂလိပ်တခြင်းဆိုတော့မေးလိုက်ရင် yes နဲ့ no နှစ်မျိုးတော့ရတယ်မလားနော်မဟုတ်ဆိုရင် no ဟုတ်တယ်ဆိုရင် yes ဒါလေးနှစ်ခုပဲနော်အဓိက no နဲ့ yes လေလေပတ်ပြောထိုင်ရင်တော်တော်ခီးရောက်တယ်အဲဆိုမဲ့တခြင်းလေးရှင်းပြပေးပါမယ်နော်တခြင်းကောင်းစဉ်လေးဒီဘက်ညီမလေးရလားတခြင်းကောင်းစဉ်လေးအရင်ဆုံးပြောပြပါဦး The chin goes there If I were a boy ရန်ကောင်းနေဗျာကောင်းစဉ်ကအတိတ်ပဲအများကြီးရှိနေပြီကဲဆက်ပြီးတော့ best buy လေးဆိုပြပေးပါဦးညီမ If I were a boy Even just for a day I roll out of bed in the morning And throw on what I wanted and go ရန်ကောင်းပါတယ် โอ้ကောင်းတယ်ဟာသူ့တန်တော့ကောင်းတယ်ဒီုံစီးတဲ့ချင်းကိုဆိုရတာမိုက်တယ် သူကမိန်းကလေးတစ်ယောက်အနေနဲ့ယောက်ျားလေးတစ်ယောက်ကိုတစ်ဖက်သက်ကြေကွဲဆွဲလန်းနေတဲ့အကြောင်းလေးဒါကထုံးစံကမိန်းကလေးကယောက်ျားလေးကိုတန်ရောစင်ဖြစ်တယ်ချစ်တယ်ဆိုရင်ဖွင့်ပြောဖို့ခက်တယ်ဒါကြောင့်သူသာယောက်ျားလေးဖြစ်ခဲ့ရင်သူချစ်တဲ့အကြောင်းလေးကိုအားရပါရဖွင့်ပြောခြင်းနဲ့ဆိုတဲ့အတိတ်ဟုတ်တယ်နော် yes ကိုကောင်းပါလေနော် မတိအောင်ဟာပဲဆိုလို့လဲโอเคနောက်တစ်ယောက်ကြည့်အောင် ဒါ LED တွေဆိုသူကချင်းတိုင်းရင်လူလေးဖြစ်ပါတယ်သူကကြတော့ဒါမြန်မာလိုပြောတတ်တယ်လို့အင်္ဂလိပ်လိုကြတော့သူကပို့ပြီးတော့နင်းနီးဆက်ဆက်ရှိတာပေါ့နော်ဒါအင်္ဂလိပ်ကျွန်တော်ကလည်းဒါအင်္ဂလိပ်လိုမပြောပြတာတော့တော်တော်ကြာပြီဒါပေမဲ့လည်းဒီတက်တိပညာမနေတာပေါ့ဗျာနော်တက်ထားတဲ့ပညာတစ်ခုကတော့ဒါဘယ်ချိန်ပဲဖြစ်ဖြစ်ပြန်အသုံးချလို့ရတယ်နော်ဒါကြောင့်မြန်မာလေးနဲ့တွေ့ရချင်းမှာအင်္ဂလိပ်လိုပဲနည်းနည်းလေးသူ speaking လေးနည်းနည်းစာဆွဲကြည့်လိုက်မယ်နော် အင်္ဂလိပ်လိုမပြောဖြစ်တဲ့တော့ကြာပြီโอเคအင်္ဂလိပ်တော့ပြောလို့မပြောလို့မသိဘူးဆက်နှစ်ထောင်ကြည့်အောင် How are you Yeah I'm fine Yes very well thank you Yes very well thank you ဟဲ့ဟို I'm fine ပြောရတယ်လေဟာယူလို့တော့ပြောမပြောရတယ် very well thank you တဲ့စာလိုက်တာခွာ Please thank you Yeah name sound Flashlight flashlight ရန်ကောင်းတဲ့ချင်းလေးနော် best sound လေးဆိုပြပေးပါ When tomorrow comes, I'll be on my own, feeling frightened of the thing that I don't know. When tomorrow comes, tomorrow Okay, come. အဲ့မှာ tomorrow can မနက်ဖန်ဒါဆိုတော့တချင်းတွေကျွန်တော်တို့ဒီဘက်မှာမြန်မာလိုလဲပေါက်ထားတဲ့ချင်းရှိနက်ဖန်ဆိုတာရှိနေသေးရင်
ချစ်ခွင့်ရှိသေးတယ်နောက်ကကိုဝိုင်းဝိုင်းရဲ့တခြင်းစာသားမျိုးဒါအင်္ဂလိပ်ဆောင်းဆိုပေမဲ့ကျွန်တော်ဒီလိုနားလည်ထားပါတယ်မနက်ဖြန်ဆိုတာရှိနေသေးတယ်ချစ်ခွင့်တွေရှိသေးတယ်ဆိုတဲ့ဒါအတိတ်ပဲမျိုးပါပဲရန်ကောင်းတဲ့တခြင်းလေးပါဒီတခြင်းကိုကျွန်တော်တို့လာမဲ့စနေတနင်္ဂနွေတိုက်ရိုက်လိုက်မှာတော့ကျွန်တော်အပြည့်အဝရှင်းပြပေးမယ်ဒါအမီးစမ်းလေးဆိုတော့ဒီလောက်လေးပဲကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဒါလို့ဆိုလဲဒါအားလုံးတော်တော်များများနားလည်သွားပါပြီเนาะ thank you Okay နောက်ထပ်တစ်ယောက်ကြည့်အောင် လော်စီဘောရာကျွန်တော်တို့ပြိုင်ပွဲဝင် top 7 season မှာပြိုင်မဲ့ international sound ပေါ့နော်လော်စီဘောရာရဲ့ name sound လေးပြောပြပါအောင် From this moment on. ပြန်ပြော name sound 1 ပြောတဲ့ stand ကနော် name song 1 please next From this moment on. process name man နော် ဟမ် from this name နော် from this moment on မှာကွာတို့လည်းကျွန်မ from this moment name နော်ပြောတာတကယ်ကောင်းနော် process name man နော် from this name နော် okay ချင်းကောင်းစင်လေးကရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစင်လေးပါနော် process name man နော်ဆိုတော့ best bite လေးဆိုပေးပါအောင် best bite တယ်correct ရတယ် best ပဲဖြစ် correct ပဲဖြစ်ရတယ် correct လည်းဆိုလို့ရ I give my hand to you with all my heart. I can't wait to live my life with you. I can't wait to start. ဒီတချင်းရဲ့စာသားလေးတွေပါကျွန်တော်ခြုံငုံပြီးတော့ကျွန်တော်သိတဲ့အကြောင်းလေးတွေပါသူက hash လို့ပါတယ် hash ဆိုတာတော့ဒါနှလုံးသားပေါ့ hash life ဆိုတာ life ဆိုတာဘဝကိုလည်းပြောလို့ရတယ်အချစ်ကိုလည်းပြောလို့ရတယ်ဗောနော်နှစ်သက်တဲ့အကြောင်းတွေလည်းပြောလို့ရတယ်ဒါမှားရင်လည်းမှားနိုင်ပါတယ်နော်ကျွန်တော်ကတော့အဲ့လိုလေးထင်မြင်ယူဆမိတယ်ပေါ့ ဆောက်တူလည်းပါခွာသူရတဲ့ချင်းတိတ်ပဲကသူရဘဝတစ်ခုလုံးသူရဲ့ချစ်တွေအားလုံးသူပေးမယ်မင်းနဲ့တူနေဖို့အတွက်မဆောက်နိုင်တော့ဘူးမတိအောင်ဟာနဲ့တွင်းမှပဲဘာတွေအတိတ်ပဲပြင်နေမသိโอเคနောက်တစ်ယောက်ကြည့်အောင် ဆက်လက်ပြီးတော့ဒီမငယ်လေးအာရာနော်အာရာဒီဘက်နေရာလေးယူပြပါဦးအာရာတချင်းကောင်းစင်လေးပေါ့နော်နေဆောင်လေးอ่ะ Song name got all of me. စောနင်ခါအော်မီစောနင်ခါအော်မီဆိုတဲ့ဒါတချင်းလေးอ่ะ 要人俺们一起用了我嘛得差半位位牛来只要没一百那么的难咯给的钱的老人没知道瓜说那个奥米来只要就那建议all of me 的钱里瓜就那加大多少那个 all of me 都是这么说那个奥米的的该讲呢的差的钱没定了给什么习惯给的钱的老人没知道的 all of me 的钱个单位的多人嘛包包嘞人嘛变不被骗的的差那人家变不被骗ဒီတချင်းဝင်ပြမဝင်တွေတော်များဆိုကြတယ်ဆိုလို့လည်းကောင်းတယ်ဗျာအဲ့တော့သူ့လည်းကျမဆိုနေကအောင်မိတယ်โอเคဆက်ကြည့်အောင် ခေါင်းစဉ်နဲ့တင်ပဲရင်ခုန်စိတ်လို့ရှာပါ යි နော်စောနင်ခါအော်မီနော်ဒါပြောမှဆိုတော့ဟာတာတချင်းလေးပေါ့ဗျာ what the fuck ဟာတာ的ချင်းဒီချင်းဝင်သူတို့ခင်ကြိုင်းလို့တည်ပြီးတယ်နော် all of me ကိုဟာတာ的ချင်းနဲ့ဒီလောက်အချစ်的ချင်းစစ်စစ်ယူဟာတာ的ချင်းလုပ်တယ်နော်တကယ်ဦးမြန်မာစတာကတန်းရှင်းရှာတာပဲဒီလိုတက်ရှင်းရှာတာရဲ့တော်တော်ရုပ်လုံးနေပြီဘာတွေစတော့လည်းဖြစ်အောင်လဲဆိုတော့ဆက်ကြည့်အောင် ဒီတချင်းကောင်းစဉ်ပြောတွေကလူတွေကြီးမောွားတဲ့ဆိုတဲ့ဒါပြိုင်ပွဲဝင်တွေကတော့ဒီတချင်းကောင်းအတိတ်ပဲသူတို့တိခံစားပြီးဆိုတာမဒီအောင်ကဒီတချင်းကောင်းစဉ်ပြောလိုက်အားလုံးကြီးမောွားတယ်ဆိုတဲ့ကျွန်တော်သိပါတယ်ဒီတချင်းဒီဟာတာဆန်ဆန်တချင်းအရန်ကိုဟိုပါပေါ့ပျော်စရာကောင်းတဲ့အကြောင်းအရာကိုဆိုထားတယ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိတယ်မှားရင်လည်းမှားနိုင်တယ်ပေါ့နော်ဘာလို့သူတို့ပြမျက်နှာကိုကျွန်တော်ကက်ကက်ကြည့်တော့တချင်းကောင်းစဉ်ကျွန်တော်လိုက်ပြောတဲ့အချိန်မှာအားလုံးပျော်ရွှင်ကြီးမောနေတာတွေ့ရတယ် ဒီလောက်ကိုကြတော့ကြီးချင်းရမကောင်းတော့တချင်းရန်တိတ်ပေကိုတေချာနားမလဲပဲနဲ့သူများရဲ့မျက်နှာကိုအကဲခက်ပြီးတော့ခတ်မယ်နော်ဟိုပြန်ဖို့ဝင်တွေကမေဆောက်တူတဲ့နှုတ်တော်ကိုကြည့်ပြီးရည်နာလေမင်းအဲ့တော့မသိတယ်လားဒါမှမဟုတ်တိရဲ့နဲ့ပြောနေတာလားတမင်တက်ဆောက်တူတဲ့ဖြစ်အောင်လုပ်နေတာလားဒါတော့မင်းတို့ကိုယ်တိုင်အတိစုံပဲပေါ့โอเคဆက်ကြည့်အောင် first bite ပဲဖြစ်ဖြစ် correct bite ပဲဖြစ်ဒါလေးဆိုပြလို့ရမလား correct ပဲဆိုမှာဟုတ်ကဲ့ Cause all of me love all of you love your curves and in your ages ကဲဒီတချင်းမှာအားရဆိုတဲ့ correct bite လေးမှာကျွန်တော်ကြားလိုက်တာက all ဆိုတာလည်းကြားလိုက်တယ် less ဆိုတာလည်းကြားလိုက်တယ် you ဆိုတာလည်းကြားလိုက်เนาะ you less all ဆိုတာဒါကိုကျွန်တော်မြန်မာလိုအဓိပ္ပာယ်ဖွင့်လိုက်ရင်တော့ဗျ you ဆိုတာတော့နင်တို့ပေါ့เนาะ less ဆိုတာချစ်တယ် all ဆိုနင်တို့အားလုံးကိုချစ်တယ်ဒီအဓိပ္ပာယ်ဖြစ်မယ်ဒါကြောင့်တချင်းကောင်းစဉ်ပြောတဲ့ဟာသူတို့အားလုံးကြည်မောပျော်ရွှင်နေတယ်ဆိုတော့ဒီတချင်းဒီအပျော်ဘက်ကိုရေးဖွဲ့ထားတယ်ပျော်စရာအကြောင်းလေးတွေကိုတန်ဆင်ဖွဲ့ထားတယ်ဆိုတာကျွန်တော်ထင်မြင်ယူဆမိ ဆောက်တူလို့ပါကွာစတိချင်းစိတ်တော့မရှိတော့ all of me တချင်းရဲ့တိတ်ပေကနင်တို့အားလုံးချစ်တယ်တဲ့ဘယ်သူတွေအားလုံးချစ်တာလဲပြောပါအောင်ညီမ star band ဝယ်တော့တော်တော်ရောဆောက်စင်းမရှိတာပဲသူကရကောင်းကိုအမှတ်ပြီးကလေးဖြစ်တဲ့နှုတ်ခိုင်းတယ်
ပြီးတော့ဆုရှက်မရီယာပေါ်တင်တယ်အခုဆိုကြည့်အောင်ရိုးသားဝင်တန်တဲ့ကလေးတွေပါဆောက်ရှက်ကွဲကုန်ပြီတော်တော်အဆင့်တမရှိတဲ့ပြန်ပွဲပဲဒီလိုပြန်ပွဲမျိုးကိုနိုင်ငံသားတွေမတွေ့ပါစေနဲ့လို့ဆုတောင်းအောင်မယ်တော်တော်ရှင်းစရာကောင်းတယ်ဗျာတမင်တစ်သက်ကိုတန်ရှင်းရှာတာနော်မြန်မာစတားကရင်ကားဆိုလဲအဆူနဲ့မသက်ဆိုင်တဲ့သူတွေကိုတိုင်လို့ခိုင်းတယ်အခုဆိုလို့ရှိရင်တမင်တစ်သက်ကိုဟာသားဖြစ်စရာကောင်းအောင်လို့ပေါက်ကရကောင်ကို MC လောက်ခိုင်းတယ်ပြန်ဝဲဝင်တဲ့တော်တော်ကောင်းတယ်ကကျွန်တော်နောက်ထောင်သွားတဲ့လောက်ကဆိုတဲ့သူတွေတယောက်ချင်းစီတဲ့ဟာတိုးနေတဲ့နဲ့သူမဆိုးဆိုသွားတာအလောက်ထိတန်ရှင်းရှာစရာလိုလို့လားဗျာဒါကဒီမတိအောင်ဟာကတမင်တက်လောက်လာလေဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဘာမှဒီကောင်နဲ့ကိုယ်နေစောက်ပေါ်ဆိုတာအတိပြောလာလည်းဖြစ်နိုင်တယ်ဗျဒါလားဆိုပြန်ပွဲတာတော်ပြီဒီလောက်ပဲကြည့်တော့မှာစမ်းမကြည့်တော့အားလုံးအဆုံးထိကြည့်ပြီးတဲ့သူတယောက်စီတိုင်းကိုကျေးဇူးတင်ပါလေနောက်ဗီဒီယိုမှာတွေ့ကြတာပေါ့အားလုံးပေးကင်းကြပါစေ